ဘုန်းကြီးတို့လည်းအသက်80ကျော်လာတဲ့အခါကိုယ်တန်ဝေကတွေအများကြီးဖြစ်တန်ဝေကတွေအများကြီးဖြစ်ရတယ်ဘာဖြစ်လို့တော့ဆိုငယ်ငယ်တုန်းကဆိုလို့ရှိရင်ဒါတွေမစင်စားမိဘူးမစင်စားမိရုံနဲ့မကဘူးကိုကငယ်ငယ်ဆိုရင်အဖိုးဖွားဖို့တွေတွေ့တဲ့အခါသူတို့မွေးတွေကအိုကြီးတွေပဲထမရဲလို့တောင်းစိတ်ကအောင်းမေ့ပြီစဉ်းစားဖို့နေနေတာနော်စဉ်းစားဖို့နေနေတာတခါတရံကျတော့ကိုအိုတာကိုတိတ်မမြင်ဘူးသူများအိုရင်တော့မြင်ကြဒါလည်းတဘာဝပဲသူများအိုတာကိုမြင်ပြီးတဲ့အခါကြည်စမ်းမှာအိုသွားလိုက်တာဟောပြောတယ်ဘုန်းကြီးတို့စီမှာမကြရောက်လာကြတယ်အဖိုးအိုတွေဖွားအိုကိုချင်းစားတယ်ငယ်ငယ်တုန်းကနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေနာမည်ကြီးရုပ်ရှင်မင်းသမီးကြီးတွေတို့မင်းသားကြီးတွေတို့ကြည့်လိုက်လို့ရှင်အိုမင်းရွတ်တော့ယာရုကြီးနဲ့ပုဂ္ဂိုလ်ကြီးတွေရောက်လာတန်ဝေကဖြစ်လိုက်စားဖြစ်เสียကောင်းလိုက်တာတစ်ချိန်တုန်းကတော့နော်ရင်ကော့ပြီးတော့အထက်တန်းလွှာအနေနဲ့နေလာတာခဏကျတော့ကြည်စမ်းမှာစရာရဲ့ထောင်းမှုထုထောင်းမှုကိုခံရလို့ပုံပြက်ပန်းပြက်ထူပေးမှထနိုင်အောက်မှာမထိုင်နိုင်တော့ဘူးကလထိုင်လေးနဲ့မှထိုင်လို့ရတယ်တွဲမှထနိုင်တယ်ဆိုတဲ့အနေအထားမျိုးတွေရောက်လာဘုန်းကြီးတို့လည်းအဲ့တိုင်ရောက်နေတာဒီလိုဖြစ်လာကဲအဲ့ဒါဟာဘဝမှာမကျေနပ်စရာတွေပဲလူတိုင်းဟာဒီစခန်းကိုဖြတ်တန်းလို့မရဖြတ်ကျော်ခြင်းလို့မရလူတိုင်းဟာဒီစခန်းကိုရောက်ကြမှာကြည့်ပဲအိုချင်းဆိုတဲ့စခန်းရောက်လာတာနဲ့လူတွေဟာရုပ်ပြက်ဆင်းရဲဖြစ်တယ်ဘယ်လိုရုပ်ပြက်ဆင်းရဲဖြစ်သွားတွေကျိုးကုန်တယ်နော်မေးတွေထိုးကုန်တယ်နားတွေလေးကုန်တယ်မျက်စိတွေမှုံလာတယ်စရာဆိုတာဟာလူကိုအယုတ်ဆိုးအချီးတန်စေစရာတရားရဲ့ထုထောင်းမှုကြောင့်လူဟာဘလောက်လှတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အယုတ်ဆိုးအချီးတန်ငယ်ငယ်တုန်းကလှတယ်ဆိုတာဟုတ်မှဟုတ်ပါမလားလို့တောင်းမယုံကြည်နိုင်လောက်အောင်ဖြစ်လာဒါဘဝရဲ့အပြစ်အနာစာတွေပဲပေါ့နောင်ကြလို့ရှိရင်ဆေးရုံဆေးကန်းတွေရောက်သွားလို့ရှိရင်လေနှာခေါင်းကိုပိုက်ကြီးတွေတတ်ထားပြီးတော့နော်ဘေးကလူတွေကစိုးရိမ်တကြီးနဲ့ကြည်နေကြအသက်ပေါ်မှာတန်တရားရှိပြီးတော့ဆေးကူလို့ကောင်းမှမလားနဲ့တန်တရားမျက်လုံးတွေနဲ့ကြည့်ပြီးတော့ဆေးရုံမှာတဲ့ပြုံးရွှင်နဲ့ဆေးရုံကပြန်ဆင်းသွားတဲ့ပုဂ္ဂိုလ်ရှိတယ်လို့အသက်မပါဘဲနဲ့ဆေးရုံကနေပြန်ပြီးတိတ်တဆိတ်ဆင်းသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲပေါ့ကဲအဲ့ဒီအချိန်မျိုးရောက်လာတာဒါဘဝရဲ့အပြစ်နာစာတယ်ဒီလိုဟာမျိုးကိုကြွတင်ပြီးတော့သိရင်ဒီဘဝမျိုးဘယ်သူလိုချင်မှာတော့မလိုချင်ဘူးမသိလို့လောက်ကြတာအဲ့တော့မသိအောင်ဘယ်သူကနေပြီးတော့ဖန်တီးပေးထားတော့ဆိုအဝိဇ္ဇာကဖန်တီးပေးတာအဝိဇ္ဇာကဖန်တီးပေးထားတော့တဏှာကကြိုက်တာပေါ့ကြိုက်တဲ့အခါမှာရအောင်ဆိုပြီးတော့ကြိုးစားတဲ့ကံတရားတွေနဲ့အဲ့ဒါလို့လုပ်တဲ့အခါဘဝတစ်ခုကိုရလာတော့ပျော်မလို့အားခဲနေတော့ပဲနောက်ဆုံးမှာအိုမင်းရင်းရော်မှုနဲ့ဂျုံတွေ့လာတယ်စရာနဲ့ဂျုံတွေ့လာတယ်ပျော်ဖို့မှာအားမရခင်စရာနဲ့ဂျုံတွေ့သွားတယ်အမျိုးတွေ့ခဲ့ဘူးလေယာတုအာရကြီးတဲ့ပုဂ္ဂိုလ်တွေတို့ငယ်စဉ်ကနာမည်ကြီးတဲ့ပညာတတ်ကြီးတွေတို့နော်ငယ်စဉ်ကအမတန်ချောလာပြီးတော့လူတိုင်းကချိချင်လို့ချိချရတဲ့ပုဂ္ဂိုလ်တွေတို့နောက်ဆုံးမှာရှုံ့တော့ရွတ်အဖိုးအိုဖွားအိုဘဝရောက်သွားကြတာတွေဟာမျက်စိအောက်မှာပဲနဲတာမှမဟုတ်ပဲအဲ့တော့သူသာရောက်တာကိုမရောက်ဘူးလို့မစင်စားလေနဲ့တနေ့ကျတော့အလုံးဒီလိုဖြစ်ကြမှာပဲလို့ဆိုတဲ့အတွေးလေးဟာအမှန်တမ်းမှန်ကန်တဲ့အတွေးဖြစ်တယ်ဒါဟာဓမ္မအတွေးပဲပေါ့မြတ်စွာဘုရားကိုယ်တိုင်ကဘဝနဲ့ပတ်သက်တဲ့ဓမ္မအတွေးတွေကိုတွေးဖို့ရလမ်းညွှန်မှုပြုထားတယ်ဆုံးမဩဝါဒပေးထားတယ်အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေတွေ့ရင်ငါလည်းပဲတနေ့အိုအောင်မှာပဲအိုခြင်းသဘောတရားကိုငါလည်းမလွန်မြောက်နိုင်သေးဘူးဆိုတဲ့အတွေးလေးကိုတွေးထားပါတဲ့မတွေးပဲမနေပါနဲ့ဒီတွေးတာကဘာအကျိုးရှိလို့ဆိုရင်ငါငယ်သေးတယ်ဆိုတဲ့မာနတက်ကြွမှုတွေကိုချိုးနှိမ်ပြီးသားဖြစ်ပါတယ်ဒီလိုတွေးလိုက်တာနဲ့ငယ်သေးတယ်ဆိုတဲ့ငယ်မှန်တစ်ခုဟာလန်းဆန်းတက်ကြွခြင်းမရှိတော့တနေ့ကျငါဒီလိုဖြစ်အောင်မှလို့ဆိုရင်
တန်ဝေကအသိစိတ်ကလေးကိုပေးပေးတယ်ငယ်မှန်တက်တော့ဘာဖြစ်လဲဆိုရင်အေးငယ်သေးတယ်လှုပ်ချင်အောင်လှုပ်မယ်ပျော်မယ်ပါမယ်နော်ဒီလိုဟာမျိုးဖြစ်လာတတ်တယ်ဟောမမှန်ကန်ကန်တွေးတတ်တဲ့အခါကျတော့ဘာဖြစ်လာတော့ဟောမအိုခင်တော့ငါကောင်းတာတွေလုံးမှဖြစ်မယ်တနေ့ကျတော့ငါအိုလာလိမ့်မယ်အိုတဲ့အခါမှာတရားဓမ္မတွေကျင့်နိုင်မှာမဟုတ်ဘူးငယ်တုန်းကလုံးမှပဲလို့ဆိုတယ်ကောင်းမြတ်တဲ့အတွေးတွေဝင်လာလို့အကျိုးရှိရာရှိချောင်းအသိပညာရက်တွေတတိတရားတွေရရှိပြီးတော့လာနိုင်တယ်ဒီလိုဆိုတာတခါဆေးရုံဆေးကန်းသွားကြည့်လို့လူမမာတွေလူနာတွေမြင်လိုက်တာနဲ့တပြိုင်နက်ဩငါတခန္ဓာကိုယ်ကြီးဟာလဲနာရတဲ့သဘောရှိတာပဲတနေ့ကျတော့နာခြင်းတရားနဲ့ငါလည်းရင်ဆိုင်ရအောင်မှာပဲနာခြင်းတရားနဲ့ရင်ဆိုင်ရအောင်မှာပဲလို့မပြတ်ဆင်ញင်စဉ်းစားပေးခြင်းဖြင့်ဘာဖြစ်လဲစိတ်ပြည့်เสียညင်းငွေเสียကိုပြောတာမဟုတ်ဘူးအဲ့ဒါလို့ဆင်ញင်စဉ်းစားခြင်းဖြင့်ဘာဖြစ်တယ်ငါကြမ်းပါတယ်ဆိုတဲ့ကြမ်းမှမှုဆိုတဲ့အာရောချမထဒီပေါ်မှာလူတွေဟာရစ်မှုတတ်တယ်ရစ်မှုလာလို့ရှိရင်မကောင်းတာတွေလုပ်မိတတ်တယ်ဩကြမ်းမာတဲ့အချိန်လေးမှာငါကောင်းတာတွေလုပ်မှဖြစ်မယ်မကြမ်းမာမှုဆိုတာလူတိုင်းစီရောက်လာနိုင်တယ်ရောက်လာမှဖြစ်တယ်ကြမ်းမာတော့ကောင်းတာတွေလုပ်မှပဲလို့ကောင်းတဲ့ဘက်ကိုသုံးချမယ်ဆိုတဲ့အတွေးတွေဝင်လာတော့ကောင်းကျိုးချမ်းသာတွေရတာပေါ့နောက်တစ်ခါလူတွေဟာအသက်ရှင်မှုပေါ်မှာလည်းမန်တက်တယ်ငါဟာအသက်ရှိတယ်အသက်ရှင်အဲ့ဒီအသက်ရှိမှုပေါ်မှာမန်တက်နေတဲ့အခါမှာလည်းပဲငါမသေးဘူးဂျန်တဲ့လူတွေသာသေတာလို့ဒီလိုစိတ်ထဲမှာဝင်ပြီးတော့သက်ရှင်မှုကိုအကြောင်းပြုပြီးတော့မသေးနိုင်သေးဘူးလို့ဆိုတဲ့မန်တက်မှုတွေကြောင့်မဟုတ်တာတွေလုပ်ပြီးတတ်တယ်ဒါကြောင့်မို့ငါဟာအချိန်မီသေနိုင်တယ်မသေးခင်ကောင်းတာတွေလုံးမဆိုတဲ့မှန်ကန်တဲ့အတွေ့တွေးဖို့လိုတယ်အဲ့ဒါလို့တွေးမှကောင်းမြတ်တဲ့အတွေးမျိုးဖြစ်လို့ကောင်းကျိုးချမ်းသာကိုပေးနိုင်တယ်လို့ဒီလိုဆိုတာနော်အဲ့တော့မှန်ကန်တဲ့အတွေးတွေကိုတွေးဖို့မြတ်စွာဘုရားဟောတာဆိုလိုတာကမြတ်စွာဘုရားတရားတော်ဟာအမှန်တမ်းလက်တွေ့ကြတယ်အခုလို့တွေးတာဟာတရားမဟုတ်ဘူးလို့ပြောလို့မရဘူးဒါတရားဆိုတာအဝေးသွားရှားစရာမလိုဘူးမှန်မှန်ကန်ကန်စဉ်းစားတာတရားပဲအဲ့ဒီမှန်မှန်ကန်ကန်တွဲတာကိုပဲမဂ္ဂင်၈ပါးတဲ့ကတမ္မာသင်္ကပ္ပလို့ပြောတာမှန်မှန်ကန်ကန်မြင်ပြီဆိုလို့ရှိရင်တမ္မာဒိဋ္ဌိပဲဒီလိုဆိုလို့တာအမှန်တွေးတဲ့အခါမှာအမှန်မြင်လာတယ်အမှန်မြင်လာတော့အမှန်လုံးလာဒီလိုဆိုလို့တာတခုနဲ့တခုကဆက်ဆက်လာအေးဒါကြောင့်မို့လို့အမတ်တမဲ့မနေပဲနဲ့ဘဝဆိုတာဟာကျင့်တ်เสียကောင်းတာတွေရှိတော်လဲမကျေနပ်စရာတွေနဲ့နောက်ဆုံးမှရင်ဆိုင်ရတာပဲလို့ဒီလိုရှုမြင်သုံးသပ်နိုင်လို့ရှိရင်ဘဝရဲ့အာဒီနဝအပြစ်နာစာတွေကိုဒုက္ခဒုက္ခတွေသိရှိလာနိုင်တယ်ပေါ့သိရှိလာနိုင်လို့ရှိရင်ဘဝဟာပျော်စရာကြီးပဲမဟုတ်ဘူးမကျေနပ်စရာတွေလည်းအများကြီးရှိတယ်ဆိုတာသိလာဒီဘဝကြီးကတို့တွေလွတ်မြောက်မှသာချမ်းသာဒုက္ခရမှာဖြစ်တယ်လို့ဒီတွေးမျိုးလေးတွေးမိလာတတ်တယ်အဲ့တော့နောက်ဆုံးမှာဘဝကလွတ်မြောက်မှုဆိုတဲ့အကျိုးတရားကိုရအောင်ဘုန်းကြီးတို့တွေစ조사အထောက်ခြင်းနေဆိုတဲ့စိတ်လေးဟာပေါ်လာဒါနိတ္တရဏ exit လို့ခေါ်တယ်ဘယ်နေရာပဲဖြစ်ဖြစ်ထွက်ပေါက်ဆိုတာရှိရထွက်ပေါက်မရဘဲနဲ့ပိတ်မိနေလို့ရှိရင်နော်ဘယ်ပုဂ္ဂိုလ်မှထွက်နိုင်မှာမဟုတ်ဒါကြောင့်မို့အကျဉ်းချက်ကထွက်နိုင်တဲ့ထွက်ပေါက်တွေရှိတယ်အဲ့ဒီထွက်ပေါက်ကဘာလဲလို့ဆိုလို့ရှိရင်တွေ့တာမှုတွေကိုရှော့ချခြင်းဟာထွက်ပေါက်ပဲတွေ့တာမှုတွေဘဝပေါ်မှာတွေ့တာနေတာကိုရှော့ချလိုက်တာဘဝရဲ့ထွက်ပေါက်တစ်ခုတွေ့တာပဲဒီလိုဆိုတာအေးဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေဘဝတစ်ခုရထားပြီးမှန်မှန်ကန်ကန်တွေးတောဆင်ခြင်တတ်ဖို့ဒါဟာအရေးကြီးဆုံးပဲလူတရားတွေအားလုံးရဲ့တဘာဝကိုကတယောက်တည်းမနေတတ်ဘူးအဖော်နဲ့ပဲနေတယ်တယောက်တည်းနေတယ်ဆိုတဲ့ပုဂ္ဂိုလ်တောင်မှအတွေးလေးကိုအဖော်ပြုတ်ပြီးတော့နေတယ်နော်တဏှာကိုအဖော်ပြုတ်ပြီးတော့နေတယ်မာနကိုအဖော်ပြုတ်ပြီးတော့နေတယ်နောက်ဆုံးမှာပစ္စည်းပေါ်မှာတွေ့တာတဲ့မာနလူပေါ်မှာတွေ့တာတဲ့မာနဥစ္စာပေါ်မှာတွေ့တာတဲ့တဏှာနဲ့မာနဒါတွေကိုအခြေပြုပြီးငါဟာဆိုတဲ့ဒီဟာပေါ်မှာအကြောင်းပြုပြီးတော့ဖြစ်တဲ့မာနလေးတွေနဲ့ဒီလိုနေသွားကြတာကဲအဲ့ဒါလို့နေသွားတဲ့အခါမှာနောက်ဆုံးအချိန်ရောက်လာပြီဆိုတဲ့အချိန်ယောဂတွေဖြစ်လာပါပြီတဲ့တကယ်ကိုယောဂဖြစ်လာပြီ
ဆေးရုံဆေးကန်းရောက်လို့မသက်သာတဲ့ယောဂဝေဒနာတစ်ခုခံစားရပါပြီရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာဘေးကဆွေတွေမျိုးတွေကအဲ့ဒီအချိန်ကျတော့မလုပ်ပေးကြတော့ဘုန်းကြီးပင့်ပြီးတော့ပရိတ်ရွတ်ပေးတာတော့သင်္ကန်းလေးလှူခိုင်းတာတော့အကဲသူ့အချိန်မှာစဉ်းစားကြည့်လိုက်လို့ရှင်သူကိုယ်တိုင်ကိုကယောဂကိုဒုက္ခရောက်နေတဲ့အချိန်မှာပရိတ်ရွတ်ပေးလေသူ့စိတ်ထဲကစိတ်ချမ်းသာမှုရချင်မှရနော်သင်္ကန်းလေးလှူခိုင်းလို့လှူတာလှူကစိတ်ချမ်းသာမှုရချင်မှရအဲ့တော့ဒါမလုပ်ရဘူးမဟုတ်ဘူးလုပ်ရသို့တော့အဲ့ဒီတဲ့ပို့ပြီးတော့ကိုယ့်ကိုယ်ကိုတတိထားဖို့ကပို့အရေးကြီးတယ်